အားလုံးမင်္ဂလာပါငွေလာမင်း mobile second ရောင်းဝယ်မှကြိုးစားပါတယ်ဗျကျွန်တော်ဒီနေ့ပြပေးမယ့် model လေးက Infinite တွေ Redmi တွေကျွန်တော်ပြပေးမယ်ဗျเนาะ Infinite လေးကျွန်တော်အရင်ပြပေးမယ်เนาะ Infinite လေးဆိုရင်Note 40 Pro လေးဒီကောင်လေးရှိမယ်เนาะဘူးပစ္စည်းစုံလေး၄လပိုင်းငါမှဝယ်ထားတာဒီကောင်လေးဘယ်လောက်မှမကြသေးဘူးเนาะ8256ပါမယ်ဗျเนาะဈေးနှုန်းလေးက6သိန်း9000ခွဲဗျเนาะဒီကောင်လေးဘူးပစ္စည်းစုံပါတယ်ဒီကောင်လေးမှန်ကုန်းလေးနဲ့เนาะမှန်ခုံးလေးနဲ့เนาะ Infinite Note 40 Pro လေးဗျဒါလေးရှိမယ်နောက်ပြီးတော့ကျွန်တော်ထဲမှာရှိတဲ့ဟာလေးတွေက Note 11 Pro 5G Note 12 Pro Plus နောက်ပြီးလို့ရှိရင် Note 12 Turbo ဒါမျိုးတွေရှိမယ်เนาะပြီးလို့ရှိရင် Note 30 5G ဒါမျိုးတွေရှိမယ်เนาะ Note 30 5G ပြီးလို့ရှိရင် Note 30 Pro ရှိမယ်ဒါမျိုးတွေရှိမယ်เนาะနောက်ထပ်ရောက်တဲ့ဟာလေးတွေကဒီမှာ Note 40 Pro Note 40ဒါမျိုးလေးတွေလည်းရှိမယ်เนาะဒီကောင်လေးတွေအစုံရှိတယ်เนาะဆိုင်အွန်လိုင်းရောအားပေးလို့လည်းရတယ်နေမှာတွေဆိုရင်လည်းကျွန်တော်ပစ္စည်းပို့ပေးပါတယ်ဗျာနော်မလေးမြို့တွင်ဆိုရင်ကျွန်တော်အိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ဗျာဈေးနှုန်းလေးတွေလည်းအစားအစာရှိပါတယ်ဗျာနော်ဒီကောင်လေးဆိုရင်5သိန်းကျော်6သိန်းကျော်9သိန်းကျော်ဈေးလေးတွေအစားအစာရှိပါတယ်ဈေးလေးတွေလည်းကျွန်တော် shorting လုပ်ပေးပါမယ်ဗျာနော်ဆိုင်အွန်လိုင်းရောအားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်